သမင်းပုံစံချင်းကျင်တာနော်ဘယ်လိုပုံစံချင်းကျင်လဲ ဒီ soft layer ဈေးကိုလေစီပန်းလေးအောက်ပဲနည်းနည်း စီပန်လေးကိုကျင်တယ်သူကအညီဖြစ်နေအညီလိုမျိုးဖြစ်နေတော့အထက်ကလေးညှက်လိုက်မယ်နော်ညှက်ဒီကမှာ မတုံးနော် မတူမအောက်ကတော့မတူရှေ့ကတော့တူမယ်နော်ရှေ့ကတော့လေရှေ့ကတော့နည်းနည်းတူမှရမယ်အဲ့လိုထက်ကလေးပုံစံမျိုးညှက်ရမှာโอเคအဲ့လိုထိန်းလိုက်